TNL ကအခုနောင်ချိုတိုက်နောင်ချိုရပြီတာနဲ့ငါတို့တက်မရှိတဲ့တောင်ခမ်းကိုဆက်တိုက်ဒီကောင်နဲ့တောင်ခမ်းကိုတေချာပေါက်တိုက်တယ်တောင်ခမ်းကိုရခဲ့ရက်ဆောက်ကနေတစ်ဆင့်ရှမ်းပြည်တောင်ပိုင်းတောင်ကြီးထိချန်ကပ်လိုက်ရှေ့မြောက်ဘက်မှာဆိုရင်တော့နောင်ချိုရပြီပြင်ဦးလင်းမန်းလေးထိဆက်တိုက်ပြီးရင်တော့ညာဒေသတောင်ခမ်းကိုတနု PDF DPL ကိုပေးခဲ့တယ် DPL ကိုရွာငံဒေသထိနေမီစိုးမိုးခွင့်ပေးမယ်လို့ဒီကောင်နဲ့မလုံးပေးထားတယ်ဒီကောင်နဲ့နိုင်ချက်လို့ဖြစ်နေတော့ဘယ်တက်နဲ့တိုက်တာသူတို့ပဲနိုင်တယ်လို့ထင်တယ်အေးအဲ့နိုင်ချက်ကိုရှုံးချက်ပြန်ဖြစ်ဆုံးမပေးရအများနဲ့နောက်ကနေလိုက်နေတဲ့ခွေကိုရှောင်ပြေးနေတယ်လုံးမဖြစ်ဘူးစားရှိရှိနဲ့နောက်ပြန်လှည့်ပြီးကန်ထုတ်လိုက်မှာအထိနာပြီးထွက်ပြေးမှာရန်သူကိုခွေးကန်ပြစ်တယ်လို့ကန်ပြစ်ဒါကြောင့်ကြိုတင်ပြင်ဆင်ထားရမယ့်အလုပ်တွေကိုငါပြောမယ်တရင်လိုက်ခံစစ်တွေကိုအကောင်းဆုံးပြင်ဆင်ထားပါတရင်တွေကအရန်ရိတ်ခါနဲ့73စီတို့တက်မောက်ရွှေပြောင်းစုပုံအာမာတာ206ကအရေးကြီးပစ္စည်းနဲ့စာရွက်စာတမ်းတွေကိုထုတ်ဖို့ပြီးတက်မောက်ကိုပို့အာမာတာ406က37လေပြည့်အမြောက်တွေကိုတက်မောက်ကိုရွှေ့အာမာတာ406နဲ့အာမာတာ354တို့ကခံစစ်စင်တဲ့အနေထားကနေအခြေအနေမပေးခဲ့ရင်တက်မောက်ကိုလာပေါ့တက်မဌာနချုပ်ကတော့တောင်ခမ်းရဲ့နောက်ဆုံးခံစစ်ပဲရေးကြီးဆုံးကတက်လိုက်ဆက်သွယ်မှုပြတ်တောက်စေနဲ့တိုက်ပွဲကာလမှာဖုန်းလိုင်းတွေပြတ်တောက်ခဲ့ရင်ဆက်သွယ်ရေးဇက်တွေကိုကောင်းကောင်းအသုံးချနိုင်မှုမင်းတို့ခုတည်းပြင်ဆင်တာအဲ့တော့အဓိကကြတာငါတို့တောင်ခမ်းဒေသတောင်ခမ်းဒေသအရှိမြောက်ရဲ့နောက်ဆုံးခံစစ်ဒါပေမဲ့မင်းတို့သိထားမှာဒီကောင်တောင်ခမ်းကိုဘယ်တော့မှမရစေရရှင်းမြောက်ဒေတာရဲ့အောင်ပွဲအစတောင်ခမ်းလည်းဖြစ်ရှင်းလားမင်းတို့စိတ်နှခွမဖြစ်ဖို့နဲ့ဘရင်အောင်ဖောင်ဖြတ်ပြီးတိုက်တယ်လို့တိုက်ဖို့လုပ်ရမယ့်အရေးကြီးဆုံးကိစ္စတွေဒီညာပဲလုပ်ကြမယ်ဒီဘက်တော့ရမယ်လေနားတော့15မိနစ်တွင်ကားပေါ်တက်မယ်လူတယောက်ကိုထောက်တစ်ခုစီပဲပါမယ်လိုင်းထဲမှာပြောမှကျန်တော့လိုချင်ဘူးဘာကြောင့်မလို့မလို့တူမြန်မြန်လုံးဘာလို့ကပြည်စည်းကိုဘလို့သိမ်းပြီးတော့ဘယ်လိုသွား
ပြောခိုင်းလို့ပြောတာရတော့ရတော့ရတော့ရ我不懂全家，给我，你帮我。打，现在给我打我，打。အမေဒါအမေကိုသိချမယ်နော်အမေဒါအမေတော့လိုက်လာမှာအမေ ဘာကိစ္စဒါအမင်းနဲ့ကိုလိုက်လာမှာဘေးတောင်ကဒီမှာဒီနေရာကကွယ်ဆောက်ရအောင်မှာမင်းရဲ့တောင်ပဲလေ ဒါအမေကိုစိတ်ပူလို့ပါအမေရဲ့ဒါစိတ်ပူလို့ပါအမေကို ဘာလဲဒါမင်းကြောက်နေရလားကြောက်နေမင်းကဘာရိုက်ပါတော့ 爸爸，爸爸不多嘛嘞？大屁屁哦，考完了没有啦？ တာတာမမင်းနဲ့လိုက်သွားတယ်တာဖေဖေနောက်တော့လိုက်လာမှာ 爸爸没爸爸去有了呀？爸爸没爸爸去有了？爸爸没爸爸去有了？ ဟုတ်ပါတယ်ဗျာသူ့အဖေကင်းသွားရင်တော့ကျမတို့ကပဲကြည့်ရှုစောင့်ရှောက်ပေးထားရတာပါဗျာ ဒါဆိုလည်းဒီကလေးကိုခင်ဗျားတို့ဆက်ပြီးစောင့်ချင်တာ ဟုတ်ကဲ့ပါစိတ်ချပါပစ္စည်းအားလုံးလည်းဆင်းနေပြပါလိမ့်သူရဲ့ဆင်းနေပြပါလိမ့်တာ ဒါဆိုခုပဲထွက်ကြတယ် ကဲပါပါ မိသားစုဝင်တွေရန်ခီတစ်ချောင်းညီမကပဲဒီစားပြူဆိုင်ခေါ်တော့ခဏရန်ခီမှာစားဖို့တောက်ဖွင့်ဟိုရောက်လောရတာလေးလောရအောင်ဒါလေးပါအခက်အခဲတစ်ခု